ငှက်တီထဲမှာကောင်းတဲ့အမြင့်ဆုံးရောက်အောင်ပြန်နိုင်တဲ့ငှက်ကလင်းယုံငှက်သူ့လောက်မြင့်မြင့်ဘယ်သူမှမပြန်နိုင်ဘူးဒါတစ်ချက်နောက်တစ်ချက်ကကဘာပေါ်မှာတဲ့ဘယ်တော်ဝါမှနေကိုမျက်လုံးနဲ့စူးစိုက်ပြီးကြည့်လို့မရအောင်လင်းယုံငှက်တစ်ကောင်ပဲနေကိုအကြာကြီးစိုက်ကြည့်နေလို့ရနေကိုကြည့်နေလို့ရတယ်အဲ့တော့သူ့မျက်လုံးအရန်တောက်တယ်ပေါ့နော်သူ့မျက်လုံးအဲ့လောက်တောက်လို့အဲ့ဒီအမြင့်ကနေပြီးတော့သူ့သားကောင်မြေကြီးပေါ်မှာဖြစ်စီရေထဲမှာဖြစ်စီရှိနေတဲ့သားကောင်အဲ့သားကောင်ကိုသူမြင်ပြီးတော့အောက်ကိုပြန်ပြီးတော့သားကောင်စီကိုအမြန်ဆုံးပြန်နိုင်တယ်အဲ့အမြန်ဆုံးပြန်နိုင်လောက်အောင်ပေးထားတာပါလဲဆိုတော့အမွေးတောင်ကြီးပဲအမွေးတောင်ကတဘာဝဖန်တီးပေးထားတယ်သူမြန်မြန်ပြန်လို့ရအောင်ဆိုပြီးဖန်တီးပေးထားတယ်အဲ့ဒီတက်ပိုကောင်းတာကဘာလဲဆိုတော့လင်းယုံငှက်မှာနှုတ်သီးအဲ့ဒီနှုတ်သီးဟာအင်တန်တန်မာပြီးတော့လှန်တချောင်းရဲ့သူခြုံပြတယ်နှုတ်သီးလင်းယုံမှာရှိနောက်ပြီးတော့ခြေသေးလက်သေးတွေအဲ့ခြေသေးလက်သေးတွေကဓားလို့ပြတ်တယ်ရှာရန်သူကိုတိုက်ခတ်တဲ့အချိန်မှာအဲ့ဒီနှုတ်သီးနဲ့ခြေသေးလက်သေးဓားကိုသူသုံးတယ်အဲ့တော့လင်းယုံငှက်တွေဟာသူကအစာရှာတဲ့အချိန်မှာအောက်မှာရှိတဲ့သားကောင်ကိုခြေသေးလက်သေးနဲ့ကုတ်ပြီးတော့ကောင်းငင်ပြန်တက်ဘယ်လင်းယုံငှက်မှာမြေကြီးပေါ်မှာနားပြီးတော့လကောက်တစ်ပင်ပေါ်မှာနားပြီးတော့လကောက်အစာမစားအဲ့သူ့သားကောင်ကိုတက်တဲ့နဲ့ကုတ်ပြီးတော့ပြန်တက်သွားရင်နှုတ်သီးနဲ့ပေါက်ပြီးတော့စားပလိုက်မစားခြင်းတဲ့ချိန်တိုင်းအဲ့သားကောင်ညောအောက်ပစ်ချတယ်သူကဘလောက်အားကောင်းလဲဆိုရင်သူ့ body weight တဲ့9ဆရှိတဲ့သရဝါကိုခြိပြီးတော့ပြန်သွားနိုင်ဒါလည်းသူရည်ချင်းတစ်ခုနောက်တစ်ချက်ကကဘာပေါ်မှာတဲ့မုံတိုင်းကိုမကြောက်တဲ့ငှက်2မျိုးပဲရှိတယ်တစ်မျိုးကဇင်ရောနောက်တစ်မျိုးကလင်းယုံအဲ့2မျိုးပဲအမုံတိုင်းထမ်းပြီးဆိုတာနဲ့ဇင်ရောဒီလေပင်လယ်ထဲမှာပြောတယ်လို့ပဲအဲ့ဒီလင်းယုံတွေကကောင်းငင်မှာပြန်ဝဲပြီးတော့မုံတိုင်းထဲမှာလှိုင်းစီးတယ်လို့တိတ်နေပေါ်မှာပြန်တိုင်းပျော်တတ်တယ်အဲ့တော့မုံတိုင်းကိုလည်းမကြောက်ဘူးနောက်တဘာဝကပေးထားတဲ့လင်းယုံနဲ့ပတ်သက်တဲ့အခွင့်အရေးက2ခုရှိတယ်တစ်ခုကလင်းယုံငှက်တွေဟာ9လတိတိအစာမစားပဲနေနိုင်9လကြော်ရင်တော့အစာပြန်စား9လအငတ်ခံနေတယ်နောက်တစ်ချက်ကလင်းယုံငှက်တွေဟာအသက်80အထိသက်ရှိအင်္ဂလန်သက်ရှိငှက်မျိုးဒါလင်းယုံနဲ့ပတ်သက်တဲ့ကောင်းတဲ့အချက်တွေအဲ့လိုကောင်းတဲ့အချက်တွေရှိလို့အမေရိကန်နိုင်ငံဟာလင်းယုံငှက်ကိုသူ့နိုင်ငံရဲ့ treatment ဖြစ်သုံးတယ်ကျွန်တော်ကဘာလို့ဒီလင်းယုံအကြောင်းကိုကျွန်တော်ပြောပြနေတာလဲဆိုတော့ကျွန်တော်တို့လင်းယုံငှက်စီကရနိုင်တဲ့ကိစ္စလေးခုနအချက်တက်တွေရှိတယ်လင်းယုံငှက်အသက်80အသက်ရှိတဲ့လင်းယုံငှက်အသက်40လဲရောက်တော့ပြဿနာတက်တော့တာအဲ့ဒီသူတက်တဲ့ပြဿနာနဲ့အဲ့ဒီပြဿနာကိုဖြေရှင်းနည်းဟာကျွန်တော်တို့မြန်မာနိုင်ငံမှာဒီနေ့ကျွန်တော်တို့တွေ့နေတဲ့ပြဿနာနဲ့သွားပြီးတွေးလို့ရအသက်40လဲရောက်တော့လင်းယုံငှက်ဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းရှည်ထွက်လာတဲ့နှုတ်သီးရအယိုးမပါလာဘူးဗျအရင်တော့ခြုံထက်မနေတော့အသားပတ်ကြီးပဲရှည်ထွက်လာဟာလို့မရဘူးပြီးတော့သားကောင်တွေကိုပေါက်လို့စိတ်လို့မရတော့အဆိုးဆုံးကအစာစားလို့မရတော့ဒါတစ်ချက်နောက်တစ်ချက်ကအမွေးတွေကထူတက်သိပ်ပြီးလာပြီးတော့လိုတဲ့နေရာကိုနွမ်းပြန်လို့မရတော့နောက်ဆုံးတစ်ချက်ကတော့သက်သက်ချီသေးတယ်အဲ့ဒီနှုတ်သီးလို့ပဲတဖြည်းဖြည်းရှည်ထွက်လာလိုက်တာအသားတွေကြီးပဲဗတ်လက်ကြီးဖြစ်ပြီးတော့ဘယ်သားကောင်မှတိုက်လို့ခိုက်လို့မရတော့အဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုလင်းယုံ2မျိုးကွဲသွားတယ်တစ်မျိုးကအသေးခံမယ်ဆိုလင်းယုံအဟောင်းနေနဲ့ဖက်တွေ့ပြီးတော့အသေးခံမယ်ဆိုလင်းယုံအုပ်စုတစုအဲ့ဒီမလိုအပ်တဲ့အဟောင်းတွေကိုထည့်ပြီးတော့အသက်တင်နဲ့နောက်သက်တမ်း30ကိုအသက်ရှင်နေတယ်ဆိုတော့လင်းယုံတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အဟောင်းဖက်ပြီးတော့တွေ့ပြီးတော့နေခြင်းနဲ့လင်းယုံအုပ်စုတစုအသက်တွေပြန်ဝေးဖွားခြင်းနဲ့လင်းယုံအုပ်စုတစုနှစ်စုကွဲသွားတစုကသိမယ်ဆိုတော့ तू က9လအထိအသက်ရှင်ဝင်ရှိသေးတယ်အငတ်ခံပြီးတော့နေရင်9လလဲကြာရောအစာမစားနိုင်လို့ငတ်ပြီးသေးပါတယ်တော့တချို့လင်းယုံနေကြတော့နည်းနည်းစိတ်မြန်တော့ तू က9လသေမဲ့တူပြီးတော့မနေတော့ဘူးမဆောင်တော့ကောင်းငင်ကိုပြန်တက်သွားပြီးအတောင်ကိုရုပ်ချလိုက်အောက်ကိုဘိုင်းနဲ့ပြက်ကြပြီးတော့အဲ့ဒီလင်းအောင်သေသွားတယ်
ပြောချင်တာသေတဲ့လင်းယုံနှမျိုးတစ်မျိုးကကိုယ့်ကိုတတ်သေးတယ်နောက်တစ်မျိုးကအငတ်ခံပြီးငတ်သေးဒါအဟောင်းကိုဖက်တွယ်ပြီးတော့ဒီအဟောင်းနဲ့အတူတူသေသွားတဲ့လင်းယုံကြံတဲ့လင်းယုံကြတော့သူတို့ကလင်းနဲ့သွားချင်တဲ့လင်းယုံလို့ပြောလို့ရသူတို့တက်တန်းနောက်30ရှိသေးတယ်အဲ့ဒီ30အသက်ရှင်နေတယ်အသက်ရှင်နေတော့ရင်သူကမလုပ်ရမလဲဆိုတော့သူကသိတယ်မလိုအားအပ်တဲ့ဟိုအသုံးပတဲ့အဟောင်းတွေကိုဖယ်ထုတ်ရမယ်လို့သူသိဘာကျွန်တော်တို့ရလိုက်တဲ့သင်ခန်းစာရှေ့ထွက်တဲ့နှုတ်သီးဘာမှသုံးမရဘူးအဲ့ဒါကြီးမလို့ချင်ဘူးအမွေးတောင်နဲ့ထူတက်သိပ်သီးလာတယ်ဒါကြီးမလို့ချင်ဘူးခြေသက်လက်သက်တွေရှေ့ထွက်လာတယ်ဒါမလို့ချင်ဘူးအဲ့ဒီအသုံးမတည့်တဲ့အဟောင်းတွေကိုသူဖယ်ထုတ်နိုင်ရင်နောက်နှစ်30အသက်ရှင်မယ်လို့သူနားလဲကျွန်တော်ကအဲ့ဒီ concept ကျွန်တော်ရှိပါအဲ့တော့ကျွန်တော်တို့အသက်တွေကိုကျွန်တော်ဖန်နေရမယ်အဲ့အသက်တွေဖန်နေဖို့အတွက်အဟောင်းတွေကိုအဲ့ဒီလင်းယုံတွေဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ပြောပြမယ်အဲ့ဒီအသက်ရှင်နေတယ်အဟောင်းတွေမလို့ကျွန်တော်ဥစ္စာလင်းယုံနံပါတ်1အမြင့်ဆုံးရအောင်ပြန်ပြီးတော့အမြင့်ဆုံးကကြောက်ကလပ်မှာအပိုက်ကောင်းတစ်ခုဆောက်လိုက်အဲ့ဒီအပိုက်ကိုဘာလို့ဆောက်တာလဲဆိုတော့9လလုံးအသက်ရှင်ဖို့နော်ခိုလုံဖို့စားမစားနိုင်တဲ့9လနေဖို့ထိုင်ဖို့ဆိုပြီးတော့အတိုက်ကောင်းဆောက်အတိုက်ဆောက်ပြီးလိုက်တာနဲ့နံပါတ်1ဘာစလုပ်လဲဆိုတော့အသုံးမတည့်တဲ့အဲ့နှုတ်သီးကိုသူစပြီးတော့ဖြုတ်ထုတ်လိုက်ဖယ်ထုတ်လိုက်ဖယ်ထုတ်တယ်ဆိုတာကျွန်တော်ကပြောတာအရန်လွယ်သူ့အတွက်အရန်ခက်တယ်ဒီအင်မတန်ဓာတ်လို့ထက်နေတဲ့ကြောက်တောင်အစွန်းနေနဲ့အဲ့နှုတ်သီးကိုညှက်ပြီးတော့တိုက်တယ်ပုတ်ပြီးတော့ဆွဲတယ်ပထမ1ရက်2ရက်သွေးတွေထွက်လာတယ်နားတယ်မနေနိုင်ဘူးနားတယ်1ရက်2ရက်နောက်တစ်ခါပြန်ပြီးဖြုတ်တယ်နည်းနည်းပဲ့သွားတယ်အဲ့လိုနဲ့ရက်ပေါင်းများစွာအဲ့ဒီနှုတ်သီးကိုထပ်ထုတ်တော့ကျင်တာသုံးမတည့်တော့ဘူးဖြစ်နေတဲ့နှုတ်သီးအဟောင်းအနာခံပြီးတော့ထပ်ထုတ်လိုက်နှုတ်သီးအငုတ်ကလေးပဲကြံတယ်ဘာမှကြံတော့မကြံတော့တဲ့အချိန်မှာအဲ့ဒီလင်းုံဘာဆက်လုပ်လို့ရဆိုဘာလုပ်လို့မရဘူးမရတော့အတိုက်ထဲမှာခွေခွေလေးဒီတိုင်းပဲစောင့်တော့အဲ့ဒီကာလဟာတစ်လဖြစ်ရင်ဖြစ်မယ်နှစ်လဖြစ်ချင်ဖြစ်အဲ့ဒီကာလတစ်ခုလည်းကြော်နှုတ်သီးတွေကတဖြည်းဖြည်းရှည်ထွက်လာပြီးတော့တကယ်လင်းယုံပြိုတကောင်ရဲ့အပုံးတဲ့နှုတ်သီးအသစ်ကိုသူပြန်ရအဲ့ဒီနှုတ်သီးအသစ်ရပြီဆိုတာနဲ့သူဘာဆက်လုပ်လဲဆိုတော့အမွေးတောင်တွေကိုဆွနှုတ်နှုတ်သီးနဲ့ဆွနှုတ်တဲ့အချိန်မှာလည်းပဲနော်စောစောပြောသလိုတရက်နဲ့လည်းမပြီးနှစ်ရက်နဲ့လည်းမပြီးအမွေးတောင်တွေကိုနှုတ်ရင်သွေးတွေထွက်လာတယ်နားတယ်ကျင်တယ်ပြီးလို့ရှိရင်နားတယ်အမွေးတွေပြောင်းသွားအောင်နှုတ်လိုက်အမွေးတွေလည်းနှုတ်ပြီးတော့နောက်ဆုံးကြံတဲ့လက်သေးချီတယ်လက်သေးချီတဲ့တွေကိုခုနနှုတ်သီးနဲ့ပေါက်တယ်စိတ်တယ်ပြီးရင်ကြောက်သားကြောက်ချက်တွေကြားထဲမှာအဲ့ဒီခြေသားလက်သေးတွေကိုပုတ်တိုက်ပြီးတော့ဖြုတ်လိုက်ပြောချင်တာသူ့ဒီကိုယ်လုံးမှာသုံးမတည့်တဲ့ခန္ဓာကိုယ်စိတ်ပဲမှန်သမျှသူဖြတ်ထုတ်လိုက်ပြီးတော့အတိုက်ထဲမှာပဲငြိမ်ငြိမ်လေးနေလိုက်9လပြည့်တဲ့အချိန်ဆက်ပြီးတော့နေလို့ရှိရင်စားမစားပဲနေရင်သေတော့မယ်အချိန်အဲ့ဒီအချိန်လည်းရောက်တော့နောက်ထားတဲ့အငွေးတွေကပြန်ပေါက်လာတကယ်လင်းုံပြိုတကောင်လုံးအငွေးတောင်စုံပြီးခြေသက်လက်သက်တွေအကုန်ပြန်ပြီးတော့ပြည့်စုံဖြစ်အဲ့ဒီအချိန်မှာတော့အစာရှာဖို့ဆိုပြီးတော့သူလင်းုံငှက်ဟာအတိုက်ထဲကရဲရဲတင်းတင်းထွက်သွားတယ်မုံနှမ်းလည်းမကြောက်ဘူးဘာမှကြောက်စရာမလိုတော့ဘာဖြစ်လို့ဆိုတော့သူ့မှာအသုံးတဲ့ဟိုခန္ဓာအသစ်တွေရှာသွားတယ်အဲ့ကျွန်တော်တို့ကဘာလို့သင်္ကန်းစာယူလို့ရလဲဆိုကျွန်တော်တို့အဲ့ဒီအသစ်တွေရဖို့လင်းုံငှက်တကောင်ဘာရင်းရဒါစဉ်းစားကြည့်နှစ်ခုရင်းရတယ်တစ်ခုကအခက်ခဲနှုတ်သီးပဲဖြစ်ဖြစ်အမွေးပဲဖြစ်ဖြစ်ပြီးတော့ခြေသက်လက်သက်ပဲဖြစ်ဖြစ်အဲ့ဒီအဟောင်းတွေကိုဖြတ်ထုတ်ဖို့အမှန်တခက်ခဲပါလွယ်လွယ်မရဘူးနံပါတ်2ကနာကျင်ခြင်းရိုးရိုးလေးနော်ဒီတိုင်းပဲတက်တက်သားသားနဲ့အဟောင်းကိုဖယ်လို့မရဘူးပြောချင်တာအဟောင်းကိုဖယ်ပြီးအသစ်လိုချင်အဲ့ဒီနှစ်ခုတစ်ခုကနာကျင်မှုဝေဒနာနဲ့နောက်တစ်ခုကအခက်ခဲအဲ့ဒီနှစ်ခုကိုသာပဲကိုသွားမဲ့အလင်းတဲ့အတွက်ဝိယုံတစ်လို့မျက်မျက်နှုံးနှုံးယူဆနိုင်မယ်ဆိုရင်အဲ့ဒီအလင်းကိုရောက်ဖို့ဝင်မလေးဘူးရောက်မှာအဲ့ကျွန်တော်ပြောချင်တာလင်းယုံတကောင်နော်သူ့မှာရှိတဲ့သုံးမတည့်တော့တဲ့အဟောင်းတွေကိုပယ်ပြီးတော့အသုံးတဲ့မဲ့အသစ်တွေနဲ့လောကတစ်ခုကိုတက်တန်း30ကိုသူဖန်ဆင်းယူလိုက်တယ်